လူဆိုးတွေကိုကိုချင်းစာတတ်တာကိုယ်တိုင်လူဆိုးဖြစ်မှကိုချင်းစာတတ်တာနော်ဟုတ်တယ်မလားရင်တော့ကွာလွယ်ရဲ့ရုပ်ရှင်ကြည့်ရင်တော့မှဟိုငငယ်တော့ဆိုလူပညာမခံစားတတ်တဲ့အရွယ်တော့ဆိုရင် feeling နဲ့မင်းသားဆိုမင်းသားပဲကြတယ်ရဲနဲ့လူဆိုးဆိုရင်လူဆိုးပဲသိသိချင်တာလေရဲသိဝိုင်းစင်ပြေဦးလေဟုတ်တယ်မလားဒါပေမဲ့တကယ်လူပညာကိုခံစားတတ်သွားတဲ့အချိန်မှာကျတော့ feeling character တွေကိုလည်းကျွန်တော်ကြိုက်လာဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့ခင်မမို့အေးတို့ဘာလို့ဖြစ်တာလေ sorry နော်အနုပညာကိုခံစားတတ်တဲ့အရွယ်ကြားမှာကျွန်တော်ကြိုက်ကြတာဗျာအဲ့လိုပဲအပြင်လောကမှာလည်းစိုးတယ်လို့သတ်မှတ်ထားတဲ့လူတွေကိုကိုရီအရင်တော့မသိခင်တော့ကတော့တော်တော်ဆိုးတာပဲဒီပဲဆိုအဲ့လိုမျိုးဒီ main ကလေးဒီမျိုးသမီးအဲ့လိုမျိုးပဲသတ်မှတ်ပေမဲ့ကိုယ်တိုင်လူဆိုးဖြစ်ကြည့်ကိုယ်တိုင်လူဆိုးဖြစ်ကြည့်ရဲ့အချိန်ကြာတော့မှသူဘာလို့ဆိုးလဲဆိုတော့ကိုချင်းစာတတ်ကြတာဗျာဟုတ်တယ်မလားကျွန်တော်တို့လည်းကျွန်တော်လူဆိုးလို့သတ်မှတ်ခံလိုက်တဲ့အချိန်ကြာမှကျွန်တော်အဲ့လူဆိုးရဲ့ခံစားချက်ကိုလူဆိုးရဲ့ feeling သူတို့ဆိုးတာဘာကြောင့်လဲဆိုတာလေတချို့ရပါတော့တချို့လူတွေကဆိုးကြလို့ဆိုးတာလားဘာလို့ဆိုးတာလဲဆိုးလို့ဆိုးမှန်းတော့မသိဘူးဗျာကျွန်တော်တို့အဲ့လိုမျိုးဒါပေမဲ့အဲ့လိုမျိုးဘက်ကနေ vision လေးရှိတယ်ပေါ့နော်အားကြောင့်မလို့အဲ့ဒါအကုန်လုံးနားလဲဝိုင်းရင်တော့ကိုနဲ့ကိုပတ်ဝန်းကျင်ကိုတက်နိုင်ကြတော့အားလုံးအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်โอเคကျေးဇူးတင်ပါတယ်